င်္ဂလာပါခင်ဗျာဒီနေ့အလူလေးရောကျွန်တော်တိရစ္ဆာန်များဖြစ်တဲ့တိအားဦးကျွန်တော်လာရောက်ပြီးလူတိုင်းခြင်းပဲဖြစ်ပါတယ်ခင်ဗျာအားလုံးပဲလိုက်ကြည့်ပေးကြပါအားလုံးပဲဒါဒီခေါ်လိုက်ကြပါစေလူဘဝဆိုတာရဖို့ရမလဲကူပြီးရခဲ့လာသောလူဘဝကြီးကိုရလာကြသည်အကောင်းဆုံးအကြောင်းကျိုးလေခွဲရသည်ရဒါမှလူပြီးသားတွေတန်ဖို့လေတီးဖို့လိုပါမနစ်တတာလာတော်လဘောဖယားဟောတရားတော်ဘောတဲ့လူဘဝဆိုတာရဖို့ရမလွယ်ကူပြီးရခဲ့လာသောလူဘဝကြီးကိုရလာကြသည်အကောင်းဆုံးအကြောင်းအကျိုးလေခွဲရသည်ဓမ္မလူပိတာ